ပါနော် DK4 ပါဒီကောင်ကြတော့ကျွန်တော်တို့ ABS brake မီလင်းနဲ့ ABS brake ကတော့မီလင်းနဲ့ brake မှာ train ချက်တစ်ခုတော့ရှိမယ် okay ဒီကောင် scanner နဲ့တော့ပြန်ပြီးတော့ကျွန်တော်တို့ဟို OBDB နဲ့ပြန်ပြီးတော့ကွန်ပျူတာပေါင်းနဲ့ပြန်စစ်မှလို့ရမယ်နော်ပြီးတော့ဒီကောင်ကျတော့ style line လေးတော့ဖြစ်မယ်ကားလေးကားကျတော့နည်းနည်းစီးတော့ပျော်ပါတယ်စီးတော့ပျော်ပါတယ်အဲ့လိုလိုပဲပြောရမှာပေါ့နော်ပြီးရင်ဒီကောင်မှကြာရင်ကျွန်တော်တို့မီးကြောက်လေးဖြစ်မယ်အထဲကိုခဏဝင်ကြည့်ပါမယ်အထဲဝင်ကြည့်မယ်ရေတောင်ဖြစ် okay ဒီကောင်မှကြာရင်ကျွန်တော်တို့တိတ်လောက်တာဘာမှမပါဘူးเนาะကျွန်တော်တို့ဘာမှပါလာရတော့မရှိဘူး ABS brake မီလင်းနဲ့ကျွန်တော်ပြောလို့မီလင်းနဲ့ကားကောင်းလားမကောင်းလားဆိုရင်ကောင်းတယ်မကောင်းတယ်တော့ကျွန်တော်မပြောဘူးပြီးရင်ဒီမှာကြာရင် TV ကကြတော့ hard ပဲပါမယ်ဘာမှမရှိဘူးပေါ့เนาะဘာမှဟိုမရှိတာမူကျွန်တော်တို့ဘာမှမရှိဘူးเนาะဒီကခုံလေးခောက်ထားလို့ပါဗျာเนาะခုံလေးခောက်ထားလို့ပါ okay ဟုတ်ကဲ့ခင်ဗျာဒီကလေးကနောက်ကနေပြပြီးတာပါเนาะနောက်ပြပြီးတာပါကားတော့ဘာမှမရှိဘူးဒီတိုင်းပဲအပြည့်ဗန်းပဲလောက်ဖြစ်လို့ပါเนาะနည်းနည်းပွန်းတာဘာညာကြီးလဲအဲ့တော့ပါတယ်နည်းနည်းပွန်းတာကြီးတော့ပါတယ်เนาะပွန်းတာကြီးတော့ပါမယ် okay ဟုတ်ကဲ့ခင်ဗျာเนาะဒီကောင်ကလေးကတော့ဟိုအရင်ကောင်းကျွန်တော်တို့ဒီလို green နဲ့ဆိုရင်တော့ green မရှိဘူးပေါ့เนาะဟုတ်ကဲ့အဲ့လိုတော့ပြောလေးရမြန်เนาะဟုတ်ကဲ့ချီပြီးလို့တူချင်းတင်ပါတယ်